ရဲ့အချင်းတို့ခုလိုနိုင်ဝလာဖြစ်ပါဟုတ်လူလူတွေနဲ့ထားနေတာလား မတော့ဘူးဘာလို့လို့ပြေးချာဘာဖာဖြစ်လို့လဲသူ့ကိုလာရင်းနဲ့ဟုတ်သွားမယ်လို့ပြောတယ်မိခင်ဖောက်နေဘယ်ရောက်တော့ကြိုက်တာအားလဲပြေးချာလာမတော့နေလားမတော့ကလေးတော့ရတယ်ဘာလဲခဏလေးအဲ့လိုရအောင်ဆက်လာလာမှာဘာကလေးလာလာလာမတိကြမလားလာလာလာရတယ်အဖေါ်တို့ယူနာပြပါဟုတ်ကဲ့တို့လျှောက်ကူမှာဟိုကမျက်မှောက်ကနေရနေဟဲ့ကလေးမလို့ဘယ်နဲ့ဒီဗမာလဲဆိုပြည့်ချင်မတူတားရတဲ့ဘယ်လိုကျွန်တော်တို့ဘရောဝဲပေးနေတဲ့အချိန်ဒါပြစ်သွားတယ်အဲ့မှာတွေးတဲ့လူကတော့တွေးရပါတော့ဘောင်းပြီးတော့လည်းဝင်လာတယ်ပြစ်ပြီးတော့ဟိုလိုဖတ်သွားတယ်အေးပါဘာလို့လဲဝင်ကြည့်ပါဦးဟုတ်ကဲ့ဒါရှာတော့ရှာတော့အင်းကြီးရှာဟုတ်တယ်ကျွန်တော်ဆောက်ဝင်ကျွန်တော်ဆောက်ရှိတယ်အကုန်ရှိတယ်ဒီရပွဲရတယ်ဟုတ်ကဲ့မဟာဝီးရပြီဟုတ်ကဲ့ပါဟုတ်ရတယ်ဒီမှာဟိုဒါဟုတ်ကျွန်တော်အဲ့ဒါစောင့်နေလိုက်မယ်နော်ဟုတ်ကဲ့မဟုတ်ဘူးကလေးကိုနေလို့လာချစ်တာဘာထိုင်နေလဲချစ်တာလည်းတော့ကြာမှာမဟုတ်ဘူးဘုရားကြာဟိုလေမခိုင်တဲ့ဝေရသူလာယူလိုက်မယ်ဟောကောင်းပါဘောအဲဆောင်းမအဲ့လိုမျိုးကျွန်တော်တို့ကထားပါတော့ဗျာဒီမှာကလေးဆွန့်ပစ်သွားတဲ့ဘာညာတွေ့ပြီးရင်ထထွက်သွားလိုက်ဒီကလေးကဒီမှာပဲကြံခဲ့မှာလေဒီလိုက်အားငယ်နေနောက်ကလိုက်ဆရာဆရာအရင်ဆုံးတွေ့တော့သူကဆရာဆရာအဲ့လိုအားကိုးတာပေါ့အားကိုးပြီးတော့ဆရာဆရာလူဘဝဆိုတာအရင်တန်ဖို့ရှိပါတယ်အမားတို့စီမှာလည်းကျွန်တော်ကအဲ့လိုအလှူတွေဘာတွေလည်းလုပ်ဖြစ်တယ်အမားတို့ကြောင်းတွေဘာတွေလည်းတွားပြီးတော့ကလေးတွေဘာတွေထားတယ်ဘာညပုံစံတွေကအစတက်ရဲရဲနဲ့အဆင်မြင့်ထားတာဆိုတော့ဒီကလေးကိုဒီအမားစီပဲဆက်လိုက်တော့မယ်ဆိုကျွန်တော်ချက်ချင်းဖုန်းကောက်ဆက်လိုက်တာဟုတ်တော်ကြီးကမှလည်းခဏခဏလာလှူတယ်လေလာလှူတဲ့ခါကျတော့အဲ့ဒါခလေးကိစ္စဆိုရင်ခါရတမ်းမိတာတတိယတော့ကိုမှာစိုးရဲအကောင်းနဲ့ဆိုအမကလည်းချက်ချင်းရောက်လာပြီးတဲ့အတွက်တကယ်ကျေးဇူးလည်းတင်ပါတယ်ဦးနာကိုအမတွေပြောလို့အမစီရောက်တာနဲ့ကန်ကောင်းမယ်ဆိုတာအားလုံးကလက်ခံယုံကြည်ထားပြီးသားဆိုတော့အဲ့တခြားကြည့်နေဘုံမဆွဲလာသေးတယ်နာမည်ကတော့စဉ်းစားအောင်မယ်စဉ်းစားအောင်ထအောင်ချက်ကလေးပေါ့ရိုင်းကလေး